ဗိုလ်ချင်းပြန်ကိုမြောက်ဦးခေတ်နောက်ဆုံးပိုင်းမှာမွေးဖွားခဲ့ပါတယ်။ရခိုင်ပြည်နိုင်ငံတော်ကြာဆုံးကနေအချိန်မှာဖြစ်တဲ့ဖခင်ဖြစ်သူကရခိုင်ပြည်မြောက်ဖြာရှင်းတောင်တန်းမှာပြန်ရောက်တဲ့အချိန်မှာမွေးဖွားတာကြောင့်ချင်းပြန်လို့ခေါ်တယ်။အင်္ဂလိပ်တို့ကခါပရိန်လို့ခေါ်ကြတယ်။ဖခင်မှာဓာပိုင်ကြီးဦးတန်တီအထာတွေးမိတဲ့ညီမတွေးတယောက်လည်းရှိတယ်။ရခိုင်ပြည်ကိုဗရုံမင်းသိမ်းပိုက်ပြီးနောက်မြို့ဝင်ခေ1993ခုနှစ်ခန့်မှာချင်းမြန်မင်းမှုထမ်းခဲ့ပါတယ်။ဝင်းထောင်မင်းနဲ့အတူလိုက်ပါပြီးတော့ရိတ်ခါစပါးကောက်ခံရတဲ့တာဝန်ကိုထမ်းဆောင်နေစစ်တကောင်းဒေသမှာစစ်တကောင်းသားဘင်္ဂလီကလားများနေထိုင်ကြတယ်။အဲ့ဒီအချိန်ကလူဦးရေအလွန်ကျဲတယ်။ရခိုင်ပြည်များအုပ်စိုးခဲ့တဲ့ဘင်္ဂါ12မြို့မှာစစ်တကောင်းဒေသလေးပါဝင်နေစစ်တကောင်းဖလောင်ချိတ်ပင်းဝါဟာရပင်းတက္ကနအပါဝင်ပဲဖြစ်ပါတယ်။တက်တောင်ဖလန်ထောင်ဘုံမင်းထောင်တို့မှာလေစစ်တကောင်းတောင်တန်းဒေသဖြစ်တယ်။အဲ့ဒီအချိန်ကစစ်တကောင်းဒေသကိုဗြိတိရှအရှိအိန္ဒိယကုမ္ပဏီကအုပ်စိုးလျက်ရှိပါတယ်။ရခိုင်ပြည်ဘက်မှာရခိုင်သားအများအပြားမှာတိမ့်မိုက်သူတို့ရဲ့တပ်ဖြတ်ခြင်းမှကင်းလွတ်ဖို့စစ်တကောင်းတောင်ပိုင်းဒေသကိုပြေးဝင်ခိုလုံခဲ့ကြတယ်။1800ခုနှစ်မှာရခိုင်လူမျိုး9000ခန့်ဝင်ရောက်နေထိုင်ပြီးဖြစ်ပါတယ်။ဖလောင်ကျိတ်ခေါ်ကော့ပစားကိုဟာ1996ခုနှစ်ကတည်းကပဲတည်ထောင်အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။1984ခုနှစ်နောက်ပိုင်းမှာတော့ရခိုင်ပြည်ဝတီ၄ရက်မှာမြန်မာမြို့ဝင်များအုပ်ချုပ်ခဲ့တယ်။1984ခုနှစ်နောက်ပိုင်းမှာတော့ရခိုင်ပြည်ဝတီ၄ရက်မှာမြန်မာမြို့ဝင်များအုပ်ချုပ်ခဲ့ကြတယ်။အဲ့ဒီအချိန်တုန်းကမြို့ဝင်များခဲလို့ခေါ်ကြတယ်။ဗရုံမင်းထံစစ်ပန်ခဲ့သူဦးတန်တေမှာဒညဝတီမြို့တကြီးအဖြစ်ခန့်အပ်ခံခဲ့ရတယ်။မြန်မာပြည်ဘက်မှာမင်းကွန်းစီရီတော်တိဆောက်ရေးမိထီလာကန်တူးဖော်ရေးတို့အတွက်လွန်အားတော်ဆက်များပေးပို့ခဲ့ရတယ်။1998ခုနှစ်မှာတန်လင်ကိုစစ်ချီဖို့အတွက်တနက်လက်နက်2000နဲ့လူအင်အား4000တောင်းခံခဲ့ရထောင်ဝက်ခတ်မဲ့ပေးပို့ခဲ့နိုင်တာကြောင့်ဦးတန်တေမှာပဒုံမင်းရဲ့အမျက်တော်ချခြင်းခံခဲ့ရတယ်။တာကြီးဖြစ်သူတက်နံဝီကိုအမရပူရာမှာတပ်ပစ်ခံရတယ်။ရခိုင်ပြည်သူများဒုက္ခမျိုးစုံကြုံခဲ့ရတယ်။စုပူမှုများလည်းဖြစ်လာကြတယ်။အဲ့ဒီစုပူမှုကိုဥဆောင်ဖို့ချင်းမြတ်အားတောင်းဆိုလာကြတယ်။ချင်းမြတ်ကလက်ခံပြီးတော့မြောက်ဦးမြို့တော်ကိုဝိုင်းရံနေဖခင်ဦးတန်တေရောက်ဖတ်တော်ဦးငလက်ရုံတို့လည်းပါဝင်ကြတယ်။မြို့တော်ဝင်တပ်များဖြုတ်ခင်းပြီးတော့ထွက်ပြေးဆုတ်ခွာကြရတယ်။1988ခုနှစ်မှာဦးတန်တေရဲ့မိသားစုဆွေမျိုးနောက်လိုက်နောက်ပါ1000ခန့်ဖြင့်စိုင်းတင်အရက်ကိုထွက်ပြေးလာခဲ့ကြတယ်။နောက်မှာဟာရပင်းသို့ရောက်ရှိလာခဲ့ကြတယ်။ချင်းပြည့်နယ်အပေါင်းပါများလည်းမယူမြစ်ကန်ဒေသကိုစွန့်ခွာပြီးတက်တည်နေခဲ့ကြတယ်။သို့တော်လည်းမြို့ဝင်တပ်များကိုတိုက်ခိုက်မှုကြောင့်စစ်တကောင်းနယ်တဲကိုဝင်သွားရတယ်။ဦးတန်တေမှာနှစ်များမကြာမီဟာရပင်းမှာပဲကွယ်လွန်ခဲ့ရတယ်။ချင်းပြည့်ဟာဟာရပင်းမှာရခိုင်သားအမြောက်အများနဲ့အတူနမ်းမြစ်ကန်ဒေသမှာဦးတန်တေပိုင်များရှိခဲ့တယ်။အဲ့ဒီမြေဒေသမှာတပ်ဖွဲ့များဖွဲ့စည်းထားတယ်။ချင်းပြတ်မှာတော်လန်ရေးတပ်မကြီးတရက်ဖွဲ့စည်းနိုင်ဖို့အတွက်ကြိုးပမ်းကြတယ်။ရှင်းပြတ်မှာတော်လန်ရေးတပ်မကြီးတရက်ဖွဲ့စည်းနိုင်ရေးအတွက်ကြိုးပမ်းခဲ့တယ်။1811ခုနှစ်မှာအင်အား1000မှ12000တိရှိတဲ့စစ်တပ်ကြီးတစ်ခုကိုဖွဲ့စည်းနိုင်ခဲ့တယ်။သူရဲ့တပ်သားများကိုကုမ္ပဏီကအစိုးရတပ်မှဝစ်စင်ဖို့ရှစ်နေစင်တို့များဝစ်စင်ပေးခဲ့တယ်။ဗိုလ်ချုပ်ချင်းပြန်ရဲ့လက်ထောက်တပ်မှူးများမှာဗိုလ်လိုက်ရုံတွေဗိုလ်ချင်းပြန်ခုံဗိုလ်မီစာဗိုလ်ဆန်နတ်တူဗိုလ်ပွင့်ဗိုလ်ချင်းဗိုလ်ရုပ်စုံဗိုလ်အောင်ကျက်ဗိုလ်တုံးဆန်ရွှေဗိုလ်ကျော်ထွန်းဗိုလ်ခေါင်းဆွေဗိုလ်ချီလူဗိုလ်မြတ်တောင်ရှိဗိုလ်တလိုင်းရှိဗိုလ်စော်ကီးဆိုပြီးအများအပြားရှိကြတယ်။ဗိုလ်ချုပ်ချင်းပြန်ဟာ1811ခုနှစ်နွေရာသီမှာကြီးမားတဲ့တပ်အင်အားနဲ့ဗိုက်ရခိုင်ပြည်ပြန်လည်သိမ်းပိုက်ဖို့အတွက်ထိုးစစ်ဆင်နွှဲခဲ့ကြတယ်။ဇွန်လမှာမြောက်ဦးမြို့တော်အနီးတစ်ဝိုက်အထိသိမ်းယူနိုင်ခဲ့တယ်။မြို့တော်တွေကိုခေတ္တမြဝင်ရောက်နိုင်ခဲ့ပေမဲ့ပြန်လည်ဆုတ်ခွာခဲ့ကြရတယ်။စစ်တကောင်းမှာမကရီဆိုတဲ့ဆရာဝန်တဦးရှိတယ်။လေယာဉ်မြေကြီးကျယ်ရေးမှုတာဝန်ယူရတဲ့မြို့ပြဝန်ထမ်းလည်းဖြစ်ပါတယ်။ဝင်းကီအရက်မှာသင်္ဘောတိစားမှုကိုလည်းပြုလုပ်တယ်။သူဟာချင်းမြန်ဒေါ်လာရေးကိုကူညီထောက်ခံသူဖြစ်တယ်။1812ခုဧပြီလမှာဗိုလ်ချုပ်ချင်းမြန်တပ်များကမကရီသင်္ဘောကျမအမြောက်18လက်ကိုလှေများဖြင့်တင်ဆောင်ယူသွားကြတယ်။အဲဒီလိုဖြစ်ပြီးနောက်မကြာမီမှာပဲစစ်တကောင်းရှိလက်နက်စခန်းကိုဗိုလ်ချင်းမြန်တပ်များကလာရောက်တိုက်ခိုက်ကြတယ်။ဒုတိယအကြိမ်ရခိုင်ပြည်ဘက်သို့စစ်ဆင်မှုကြီးကို1812ခုနှစ်ကုန်ပိုင်းမှာပြုလုပ်ခဲ့ကြတယ်။ပင်လယ်ကြီးကျောင်းဘက်မှဖြစ်တဲ့မန်အောင်ကျွန်းအနီးကျွန်းများမှာမြန်မာတပ်များနဲ့တိုက်ပွဲကြီး2ကြိမ်အပြင်းအထန်ဖြစ်ပွားကြတယ်။လေအစီး300လူအင်အား1000ခန့်ပါတဲ့ဗိုလ်ချင်းမြန်တပ်များပြက်ပြီးလေအစီး100ခန့်နဲ့လူအင်အားအမြောက်အများဆုံးရှုံးခဲ့ရတယ်။လက်နက်အင်အားညံ့ပြင်းတာကြောင့်ဆုံးရှုံးမှုဖြစ်ခဲ့ရတာဖြစ်ပါတယ်။
အများအပြားမှာဝက်ရှုံများကင်ပြီးတော့တိုက်ခဲ့ကြရတယ်။စစ်ချုံပြီးတော့စစ်တကောင်းတောင်များပေါ်ကိုတင်းချောင်ခဲ့ကြရတယ်။အဲ့ဒီအချိန်ကာလကစစ်တကောင်းတောင်ပိုင်းဒေသဟာတောကြီးမြက်မဲဖြစ်ပါတယ်။တောင်ပေါ်တစ်တော်ကြီးများကိုဖျက်ဆီးသွားလာဖို့လုံးဝမလွယ်ကူပါ။တောရိုင်းတရိတ်ဆန်များလည်းရှိတယ်။ငှက်ပြားချင်လည်းပေါ်များတယ်။စစ်တကောင်းမှာတက်ခဏအထိတောင်မြောက်140မိုင်ကွာဝေးတယ်။စစ်တကောင်းမှာကော့ပစာအထိ80မိုင်ရှိပြီးတော့ကော့ပစာဖလောင်ချိန်နဲ့ပင်းဝိုင်းရှာမှုမှာအခြေအနောက်10မိုင်ခန့်ကွာဝေးတယ်။ကော့ပစာနဲ့တက်ခဏအကြားမှာဆက်တဲ့သွားလာရေးလမ်းကြောင်းမှာဘင်္ဂလားပင်လယ်ကမ်းရိုးအတိုင်းဖြစ်ပါတယ်။60မိုင်ရှည်လျားတယ်။စစ်တကောင်းဒေသမှာသွားလာရေးခက်ခဲမှုကြောင့်ကုမ္ပဏီအစိုးရမှဗိုလ်ချင်းမြတ်တပ်များအားထိန်းချုပ်ရန်ခက်ခဲတယ်။စစ်တကောင်းဒေသမှာသွားလာရေးခက်ခဲမှုကြောင့်ကုမ္ပဏီအစိုးရကဗိုလ်ချင်းမြတ်တပ်များအားထိန်းချုပ်ဖို့ခက်ခဲခဲ့တယ်။ဖမ်းဆီးအရေးယူဖို့လည်းမလွယ်ကူလာပါ။ဒါကြောင့်ချင်းမြန်ကိုဖမ်းမိရင်ယူဘင်းငွေ9000လက်ထောက်စစ်ဗိုလ်များကိုဖမ်းမိရင်ယူဘင်းငွေ1000လို့ထုတ်ပြန်ထားရတယ်။တာမန်လေသမားများနဲ့ခွဲခြားမရနိုင်တဲ့တချို့များကိုဗိုလ်ချင်းမြန်စေလွတ်ထားတာကြောင့်ကုမ္ပဏီပလိတ်တို့ကဗိုလ်ချင်းမြန်တပ်များရဲ့လှုပ်ရှားမှုတည်င်းကိုရခိုင်သားများထံမှမရရှိနိုင်ကြပါ1812ခုဖေဖော်ဝါရီလ2ရက်နေ့မှာတက္ကနတမှုကိုရိုင်းနေဆက်တခြားစစ်စင်နေဗိုလ်ချင်းမြန်တပ်များနဲ့တွေ့ပြီးတိုက်ပွဲဖြစ်ပွားတယ်။ဗိုလ်ချင်းမြန်တပ်သားအများဖမ်းဆီးခြင်းခံခဲ့ရတယ်။ဗိုလ်ချင်းမြန်ရဲ့ချုံနေမှုဟာရခိုင်လူထုအပေါ်ရှိနေတဲ့သူ့ရဲ့ဩဇာကိုလျော့နေပြောက်ပြက်မသွားစေနိုင်ပါ။ရောင်မှုအနီးတစ်ဝိုက်မှာရခိုင်သားများစွာတို့ဟာဗိုလ်ချင်းမြန်ကိုလေးစားကြည်ညိုတာကြောင့်ပဲဖြစ်ပါတယ်။အချို့မှာကြောက်ရွံ့မှုကြောင့်ဖြစ်တယ်။1812ခုနှစ်မိုးရသည့်တစ်ခုလုံးနေပါစစ်တကောင်းတောင်ပိုင်းဒေသမှာဗိုလ်ချင်းမြန်တပ်များရဲ့လက်တွင်းမှာကော့ပစာကိုသိမ်းပိုက်လိုက်ပြီးဌာနချုပ်ပြုလုပ်ထားကြတယ်။တက္ကနမှာကုမ္ပဏီပလိတ်တို့မှာဗိုလ်ချင်းမြန်တပ်များရဲ့တိုက်ခိုက်မှုကိုကြောက်ရွံ့တာကြောင့်စခန်းမှစွန့်ခွာပြီးတော့ရှာမှုကိုပြောင်းရွှေ့နေထိုင်ခဲ့ကြရတယ်။ဗိုလ်ချင်းမြန်တပ်တို့ဟာဟာရဘင်းကိုလည်းရေချောင်းမှတိုက်ခိုက်ခဲ့တယ်။လေအစီး90ကျော်တပ်သားအပြည့်ပါဝင်တယ်။1812ခုနှစ်နိုဝင်ဘာလမှာလက်ပတိန်နီရဲ့ဦးဆောင်တဲ့ကုမ္ပဏီတပ်ဖွဲ့ဟာစစ်တကောင်းမှထွက်ခွာလာပြီးကော့ပစာကိုတိုက်ခိုက်ကြတယ်။ဗိုလ်ချင်းမြန်တပ်များရှုံးနိမ့်ပြီးတော့တောင်ကုန်းမြောက်ပေါ်ကိုတက်ပြေးခဲ့ကြရတယ်။လေအစီး150ခန့်နဲ့စံစပါလက်နက်ရိတ်ခါများဆုံးရှုံးခဲ့ရတယ်။ကော့ပစာဌာနချုပ်ဟာလည်းအသိမ်းခံလိုက်ရတယ်။1813ခု6တွေ့ရာသီမှာစစ်တကောင်းဒေသတစ်ခွင်မှာဗိုလ်ချင်းမြန်တပ်များဟာတိုက်ခိုက်ပျက်စီးမှုများရှိခဲ့တယ်။သူရဲ့နောက်လိုက်တချို့မှာသူ့ထံမှစွန့်ခွာမှုများရှိလာတယ်။1813ခုဇူလိုင်လမှာစစ်တကောင်းအရှေ့ပိုင်းတောင်တန်းဒေသမှာခန္ဓာကြီးတစ်ခုကိုဗိုလ်ချင်းမြန်တိစောက်ခဲ့တယ်။အဲဒီလမှာပဲဟာရဘင်းကိုဝင်ရောက်စီးနှင်ပြီးသူ့ရဲ့နှုတ်ဆုအရွယ်သမီးငယ်2ယောက်ကိုခေါ်ဆောင်ယူလာခဲ့တယ်။အမိဘက်မှာအဖိုးအဖွားတို့နဲ့အတူနေထိုင်တဲ့ကလေးငယ်များဖြစ်ကြတယ်။1813ခုအောက်တိုဘာလမှာဗိုလ်ချင်းမြန်ရဲ့လှုပ်ရှားမှုပုံမပြင်းထန်လာခဲ့တယ်။မြေပြည့်ရခိုင်များထံမှပေးပို့တဲ့ရိတ်ခါနဲ့လက်နက်များလှည့်ပြည့်ရောက်လာတယ်။ရခိုင်လူထုတရက်လုံးဟာဗိုလ်ချင်းမြန်အားလျှို့ဝှက်ကူညီနေကြတယ်။အထူးသဖြင့်ကော့ပစာနဲ့ရဟာရဘင်းမှလူများရခိုင်ပြည်ဘက်မှပြောင်းရွှေ့လာရောက်ခဲ့သူများအားလုံးကဗိုလ်ချင်းမြန်ကိုထောက်ခံအားပေးချက်ရှိတယ်။1814ခုမလမှာတပ်သား150ပါအဖွဲ့ဟာနတ်မြစ်ကိုလှေဖြင့်စုံစင်းပြီးဓာခိုင်ညီလာကိုဝင်ရောက်စီးနင်းကြတယ်။ဇူလိုင်လမိုးရာသီမှာဗိုလ်ချင်းမြန်ဟာတပ်သား900ခန့်နဲ့အတူတောင်ပေါ်စကန်မှာနေထိုင်ခဲ့တယ်။1814ခုနောက်ပိုင်းမှာတော့ဗိုလ်ချင်းမြန်တပ်များဟာရဘင်းနဲ့ချာဂရင်းတဝိုက်မှာတိုက်ပွဲများပြုလုပ်ခဲ့ကြတယ်။ကုမ္ပဏီတပ်များနဲ့ဟာရဘင်းမှာတိုက်ပွဲဖြစ်ပွားရာဗိုလ်ချင်းမြန်ရဲ့လက်ရင်တပ်ပေါ်မိသားအားဖမ်းမိသွားခဲ့တယ်။မိသားမှာရူဘီငွေ1000စုငွေထုတ်ခံရထားသူဖြစ်ပါတယ်။ကုမ္ပဏီတပ်များရာမူကိုလည်းတိုက်ခိုက်လာကြတယ်။1814ခုနိုဝင်ဘာလမှာဗိုလ်ချင်းမြန်ရဲ့ဌာနချုပ်ဒူလာဟာရာဇအသိမ်းခံလိုက်ရရာဗိုလ်ချင်းမြန်နဲ့သူ့ရဲ့တပ်များလွတ်မြောက်သွားကြတယ်။မိသားကိုဖမ်းမိသွားခြင်းဟာဗိုလ်ချင်းမြန်အတွက်အချိုက်ထိုးခံလိုက်ရခြင်းပဲဖြစ်ပါတယ်။တောကြီးတောင်ကြီးထဲမှာ၄နှစ်တာမြပြေးလွှတ်တိုက်ခိုက်နေခဲ့ရမှုကြောင့်ကျမ်းမာရေးဟာယိုယွင်းလာခဲ့တယ်။1813ခုဇန်နဝါရီ25ရက်နေ့မှာရာမုံမှာ3ရက်ခရီးကွာဝေးတဲ့ပူလန်ရှူရာအရက်ရှိတောင်ကုန်းပေါ်မှာနာမကျန်းပြီးတော့ဗိုလ်ချင်းပြန်တည်ဆုံးခဲ့ရတယ်။သူတည်ဆုံးပြီးနောက်သူ့တပ်သားများလည်းဖျို့ဖျဲဖြိုးခွဲသွားကြပါတော့တယ်။ဒီကိုဖိုလိုလုပ်ပြီးလိုက်ရှင်းတဲ့ခါလုပ်ပြီးခဲ့ပါနဲ့။အပြီးကဒီကျွန်တော်လည်းကျွန်တော်ပို့စမှာမိတ်ဆက်ဖို့မင်းရခါပြဖို့မင်းရခါဒီဗီဒီယိုအကောင့်ဆိုတော့ဒီဗီဒီယိုတားရအကောင့်ဆိုတော့ဒီဗီဒီယိုဆိုမဘမျိုးနေမစရဲရှုံကဥငတန်တွေတိုက်စားပေါငတန်တွေပိုင်းနေခိုင်တတိတိဆိုတာငတန်တွေဤတော့လို့
ငါတန်တွေသွားပါတယ်ဘူချမ်းပြန်ဆိုတာငါတန်တွေကနေပြီးနော်ဒါရလို့တနေ့ချင်းမှာကိုမသိကောင်တော့ကိုမှာပါခိုင်ဝတ်တော်ကြီးမောင်ငါတိခါလေးမောစောငါစောခလန်တလည်းမောလခိုင်ငါစောရခိုင်ပြည်တော့ခင်းနေကြဆုံးအောင်ဒီတိုက်ကြဖောင်းပဲဖဲလေခိုင်တော်တော်လေးသူကလေးတိုက်ကြလေးဖောလေးဖောကြတော်တော်လေးရေလော်ဒီမေဇူကသူကမေဇူကဆိုတာသူကနေပြီးကိုကုန်းစောဖို့ဆိုပြီးအခုလာရှိတင်တယ်ပို့ပြီးဥပမောင်တို့ဒီဒေါက်တာအေးမောင်ဆိုစောမရန်စလုံးပုံစံမျိုးဒီသူကနေပြီးကုန်းစောဖို့ထောင်ပုံစံမျိုးကလောလောခါသူကနေပြီးနောက်ကသူ့ကိုပုံစံမောင်ရိခက်ကြီးထမောင်းကြကမောင်လေးထမောင်းပြနေပါနဲ့အခုထမောင်းမစားသေးရပြောင်းလုံမစီရပုံစံမျိုးဖဲလေခါရပါဆိုတာသူကနောင်တတိအကြီးကျယ်ပြီးဝဲတော့ရှိဘာဘာတိခါလေးတော့ဘာဘာတာဆိုမောင်ဒေခက်ပြီးကိုရအောင်တခါအဖက်စီပြီးပြန်လို့တိုက်ပြီးခါတိုက်လို့ပြီးခါရခိုင်တော်ဒီလာထီကိုပြန်လို့ထိသွားရခိုင်ပဲကိုစူပြီးပြောခိုင်ရှိမှာဘူရှောင်းမယ်ဆိုကိလာရှိမှာသူဆိုတော်လည်းစားလို့လောကဆိုပါတန်းစားဒီဒေါင်းဒီကကျွန်တော်အစားကမပြောခိုင်လို့အခုပြန်လို့ပြောပြီးဆိုပါနဲ့ဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်တွေ့ခဲ့ပါမယ်